Ok, mình là báo này pi dùng chào bà gì. Thì đi là thao là sẽ chọn. Nó là bài February là tao trả đi. Nó xe đi tao trả đi. Cái bà đấy. Ê thì ní rồi cho nó cả cái đó mà cho nóသတင်း media ပုံလေးနဲ့ကျွန်တော်တင်တော့သတင်း media ပြေဆိုပြီးတော့ယူတော်များများဒီကကျွန်တော်ကိုအနေနဲ့ရက်ကနေပြီးသတင်းတွေပေးတာအများကြီးပဲကျွန်တော်အဲ့သတင်းတွေကိုမဖတ်ချင်ဘူးဗျပြောလည်းမပြောချင်ဘူးပေါ့နော်အဲ့တော့ကိုဖတ်ကိုပြောလို့တယောက်တဲ့သတင်းပေးပို့မှုတွေကိုဟိုနိုင်မျိုးညီတွေဆိုတာပေါ့နော်အဲ့လိုက်ပြီးတော့စွမ်းဆောင်တဲ့ဆိုရင်တော့ကျွန်တော်တို့ပြောရတာချောင်းမို့ပေါ့နော်ဒီမှာဖြစ်နေတာအများကြီးဖြစ်စဉ်ပြစ်စလက်ခတ်တွေအဲ့ဒီပေါ်တွေမှာကျွန်တော်တို့ကပြောပြနေလို့ရှိရင်အလုံးလုံးမှကောင်းတာပေါ့နော်လိုက်လုံးမှကောင်းတာပေါ့မလုံးတဲ့အခါကျတော့လေပြောလဲလက်ကားဆိုကျွန်တော်တို့ကအဲ့သတင်းအနေနဲ့ပတ်သက်ပြီးမြေပြင်ဖြစ်နေတဲ့ဖြစ်စဉ်တွေကိုကျွန်တော်မပြောချင်ဒီနေ့ကတော့ကျွန်တော်မအောင်လို့ပြောရမလဲဆိုတော့တန်ဃာနဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်သတင်းတွေပေါ့နော်အဲ့ဒါလေးတွေတော့ကျွန်တော်ပြောမယ်လို့ဆုံးဖြတ်ခဲ့ချထားခဲ့တယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပကံဒေသပေါ့နော်ပကံဒေသမှာကြားတဲ့သတင်းတွေကတော့အများကြီးပေါ့ဗျာနောက်ရက်ကွက်အုပ်ချုပ်ရေးရွာတွေ PDF စိုးမှုတဲ့ရွာတွေကနော်ပတ်စံကောက်တာမလို့စစ်မှုတန်းကြီးမကောက်ဘူးဒါပေမဲ့ကြီးစံကြီးကတော့ကောက်တယ်အဲ့လိုပဲ PDF မရှိတဲ့ရက်ကွက်ဒီမှာဆိုရင်အုပ်ကြီးကတော့စစ်မှုတန်းကြီးတွေကောက်တွေ့သမျှအိမ်ကောက်အဖိုးကြီးဖွားကြီးအိမ်တွေလည်းကောက်ဆိုတော့အဲ့သတင်းတွေကကျွန်တော်ကိုမြေပြင်မှာရှိနေတဲ့လူတွေကကျွန်တော်တို့ရဲ့မျိုးသားကြီးတက်ကြွတဲ့ညီကိုတွေကပို့ပေးတာရှိပါတယ်အဲ့တော့ပကံဒေသမှာဖြစ်ပြနေတာကတော့ကြာပါပြီတိုင်းမှုဆက်ဆက်ပါပဲအခုနောက်ဆုံးတိုင်းမှုတိလည်းပို့တဲ့သတင်းလေးတွေပို့ပေးနေတယ်လို့လည်းပြောပေမဲ့လုံနိုင်ခြင်းမလုံနိုင်ခြင်းဆိုတာကတော့သူတို့ပေါ်မှာမူတည်တယ်ပေါ့နော်အဲ့တော့အခုတခါကျွန်တော်ကဘာကိုပြောချင်တာလဲဆိုတော့ပကံမှာဖျားပေါ်မှာလူတွေစုနာမဏိဖျားပေါ့နော်ဒီမှာစုနာမဏိနာယပတိစီသူမီတည်ထားတဲ့စုနာမဏိဖျားကြီးပေါ့နော်အဲ့ဖျားကြီးရဲ့အပေါ်မှာလူတွေကျမတို့ဒီနေ့ပကံဖျားဖို့သွားရင်လည်းဒီစုနာမဏိဖျားဘုတ်ကိုရှောက်တော့ဘလို့ရိုက်ထားမယ်ဆိုတဲ့အကလေးနဲ့ဗီဒီယိုတချို့ပတ်ရိုက်မိတယ်ပေါ့လေဒီခါမှာဖျားချင်းအပေါ်ထမှာဘာတွေ့ရလဲဆိုတော့သူငယ်တစုတက်ပုံနော်တော့နာယပတိစီသူမင်းကြီးတည်ထားခဲ့တဲ့စုနာမဏိဖျားကြီးပေါ်မှာတော့လူတွေဖြတ်တန်းသွားလာနေတယ်ပေါ့နော်အပေါ်မှာဓာတ်ပုံနေရိုက်ဆက်ပြီးတွေဆွဲပေါ့အာညာဆိုတော့အဲ့လိုပဲအောက်မှာရှိတဲ့လူတွေကဒါဆိုတက်လို့ရတယ်ဆိုပြီးတော့သွားပြီးတော့ဂောဘကောက်သွားပြောဂောဘကမရှိရဘူးပေါ့နော်အဲ့ဒါဆိုအပေါ်မှာတွေ့တယ်ပေါ့အဲ့ဒါလူကြီးတွေပေါ့လူကြီးမဟုတ်ဘူးကလေးတွေသပင်ကောင်းစေးဆိုးထားတဲ့ကလေးတွေနော်လူငယ်တွေဓာတ်ပုံတွေရိုက်ပြီးတော့နင်းလုံနေတယ်ဘာညာဆိုတော့အဲ့မှာခွဲခြားဆက်ဆံတဲ့အပြုအမူတွေခွင့်မပြေးတဲ့အရာတွေကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ခွင့်မပေးတဲ့ဖျားပေါ်မှာခွင့်မပြုထားတဲ့အချက်တွေကိုခွင့်ပြုနေတဲ့ဂောဘကရဲ့အားနည်းချက်တခုကိုကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲ့တော့အားနည်းချက်တော့မဟုတ်ဘူးပေါ့နော်တခုတော့သူတို့လှုပ်ရှားရတယ်ပေါ့နော်လှုပ်ရှားတာဝန်ယူရမယ့်အပိုင်းကဏ္ဍတွေရှိနေပြီဂောဘကရဲ့တာဝန်ယူမှုပိုင်းမရှိဘူးဆိုတဲ့အကြောင်းလဲမြေပြင်မှာရှိတဲ့ကျွန်တော်တို့ရဲ့မျိုးသားကြီးတက်ကြွတဲ့ညီကိုတွေကသတင်းတွေပေးနေပါတယ်အမှန်တရားတွေပါဒါဖြစ်စဉ်အမှန်တွေပါအဲ့တော့တာဝန်ယူရမယ့်နော်အေးအေးယူတာဝန်ယူရမယ့်ကိစ္စတွေကိုအေးအေးယူနိုင်ရင်မရှိချင်းရှိသေးရလဲလက်ရှိအစိုးရရဲ့အခြေအနေပေါ်မှာမူတည်တယ်ပေါ့နော်ဒါကျွန်တော်အဲ့တော့အဲ့လိုအပိုင်းလေးတွေမှာဒါတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အဲ့တော့ပကံဒေသမှာဖြစ်ပြနေတဲ့အရာတွေကြောင်းတရားတွေကတော့အများကြီးပဲကျွန်တော်တို့ကြားရတယ်ဒါပေမဲ့ကျွန်တော်တို့မပြောချင်ဘူးပေါ့နော်ကြံတဲ့အပိုင်းတွေမပြောချင်ဘူးအဲ့တော့ဖះနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဂောဘကတွေရဲ့လှုပ်ဆောင်ချက်တွေကိုတော့မန္တလေးတိုင်းမှုကြီးနဲ့တကွဝန်ကြီးချုပ်များသိမြင်နိုင်ပါစေအစိုးရအဖွဲ့ကြီးပေါ့သိမြင်နိုင်ပါစေပေါ့နော်ကျွန်တော်ဒီလောက်ပဲပြောပြခြင်းမှာကျန်တဲ့အသေးစိတ်အချက်တဲ့ဘာတွေဖြစ်နေသလဲမြေပြင်မှာဘာတွေဖြစ်နေလဲဆိုကျွန်တော်တို့ရှိမှမေးလို့ရပါတယ်စုံစမ်းလို့ရပါလှမ်းတောင်းလို့လည်းရပါတယ်အဲ့တော့မြေပြင်သတင်းအဖြစ်မှန်ကိုပို့ပေးမဲ့ပုံကိုယ်တင်းနဲ့လည်းတိုက်ရိုက်ချိတ်ဆက်ပေးလို့ရပါတယ်ပေါ့နော်ချိတ်ဆက်ပြီးတော့နော်တကယ်ကိုအမကန်ပြီးပေးနိုင်တဲ့သတင်းရင်းမြစ်တွေပေးနိုင်တဲ့လူပုဂ္ဂိုလ်တွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မကွေးတိုင်းစလင်းပေါ့နော်
စလင်းနယ်မှာဖြစ်နေတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့စလင်းမှာဖြစ်နေတဲ့ကိစ္စကဘာလဲဆိုတော့တန်ဃာတစ်ပါးကိုစလင်းကအကျန်းဖက်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့မတင်လို့မရဘူးတင်ပြရမယ်လို့ရှိပါမကွေးတိုင်းစလင်းမြို့နယ်တညောင်တိုက်နယ်မြေမနုကျေးရွာတညောင်တိုက်နယ်မြေမနုကျေးရွာရှေ့ကျောင်းတိရိမင်္ဂလာရွာရှေ့ကျောင်းတိုက်ကျောင်းထိုင်ဆရာတော်ဓမ္မစီကလည်းအောင်ထားပါတယ်နော်မဟာစီတရားဟောဓမ္မကတိကပါနော်ဆရာတော်နာမဥစ္စာနီမှာဖြစ်ပါတယ်10ရက်နေ့2လပိုင်း2026ကဖမ်းဆီးခေါ်ဆောင်သွားပါတယ် PDF တွေကနော် PDF ကဘယ်သူလဲဆိုတော့မကြီးစင်ရွာသားရွာသူပေါ့နော်မတ်ဇာနော်10ရက်နေ့2လပိုင်းကဖမ်းဆီးခေါ်ဆောင်သွားတယ်မကြီးစင်ရွာသားနော်မတ်ဇာနဲ့ခေါင်းဆောင်တဲ့ PDF အဖွဲ့တွေကကျောင်းနိုင်ဆရာတော်ကိုလက်ပြန်ကြိုးတုပ်ခေါင်းကိုအိမ်မဲနဲ့ဆုပ်ပြီးစိုက်ကယ်ပေါ်တင်ပြီးမြေနုရွာတဲ့အတိုင်းဖမ်းဆီးခေါ်သွားတယ်တဲ့နော်အဲ့တော့ဘာကြောင့်ဖမ်းလဲဆိုတော့အဲ့မှာရွာကဘုံကျောင်း3ကျောင်းရှိတယ်ဗျနောက်ပြီးတော့ရွာကမြေနုရွာမှာတောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ပိုင်းခွဲထားတယ်ပေါ့နော်အဲ့တော့တောင်ပိုင်းကလူတွေကတော့ PDF နဲ့ဆက်ထောက်ဖို့အားပေးတွေဖြစ်ပြီးတော့အဲ့ရကျောင်းနိုင်ဘုန်းကြီးကလည်းအတူတကွပူးပေါင်းဆောင်ရွက်ပေးနေရတယ်ထောက်ဖို့လုပ်ပေးနေရတယ်အဲ့လိုပဲမြောက်ပိုင်းမှာရှိတဲ့အင်ဂျင်400ပဲရှိတယ်ပေါ့နော်မြောက်ပိုင်းမှာရှိတဲ့လူတွေကတော့သူတို့ကတော့ PDF နဲ့ဆက်ဆက်မှုမရှိဘူးဒီတိုင်းပဲပါစေအဲ့အခုလည်းအဲ့ဒီခေါ်ဆောင်ဝါခံရတဲ့ဆရာတော်ကနော်ကျွန်တော်တို့မြောက်ပိုင်းကဆရာတော်ဖြစ်ပါတယ်ဘာအမားကြောင့်လဲဆိုတော့အဲ့မှာပေါ့နော်ဘုံစမ်းတက်တယ်ဆိုလားဘုံဥဒဖြစ်တယ်အဲ့ဘုံပေါက်ပြီးတော့တေသွားတယ်ပေါ့နော်တေသွားတော့ဟိုတင်းဖြစ်တဲ့ဟာကိုပြင့်နေပေါ့နော်တရားနာရေဟိုတင်းပေါ့ရေစက်ဟိုလေးချဖို့ပေါ့နော်စွန့်တို့ဖို့တရားနာပွဲမှာဆရာတော်ကဒီမှာဒီဆရာတော်ပါနော်တက်တော်50ကျော်ရှိပါတယ်ဝါတက်တော်50ကျော်ဝါတော်30ကျော်ရှိတယ်ဆရာတော်ပေါ့နော်ဓမ္မစီရအောင်ထားပါတယ်ဒီဆရာတော်ကိုနော်အဲ့တော့ဘာလို့ဖမ်းနာဝါတာလဲဆိုတော့အဲ့လိုဖြစ်တဲ့ကိစ္စမှာဆရာတော်ကကံကြီးအချိုးနော်အချိုးနဲ့အကြောင်းတရားကိုဟောလိုက်လို့နော်အဲ့တော့သူတို့စောင်းချိတ်ပြီးဟောပါတယ်ဆိုပြီးတော့နော်ဆရာတော်ဖမ်းဆီးခေါ်အောင်အခုဆိုရင်အခုဒီနေ့နဲ့ဆိုရင်2လပိုင်း10ရက်နေ့ဆိုတော့အခု20ရက်10ရက်ကျော်ဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီမှာရှိနေတဲ့နော် PDF ခေါင်းဆောင်ကမတ်စာလို့ခေါ်ပါတယ်အဲ့မတ်စာရတယ်သူ့ယောက်ျား2026ပေါ့နော်တလပိုင်းတော့သူတို့စီဝေးလုံတဲ့နေရာကိုတက်မတော်ဘုံလာကျဲသွားတယ်လို့ပြောတယ်ဘုံကျဲမှာသူ့ယောက်ျားတဲ့တဲ့ကိုဘုံကြတယ်သေသွားတယ်အဲ့မတ်စာကတော့လက်ကိုထိသွားတယ်နော်အဲ့မှာစတီယိုထည့်ထားတယ်ပေါ့နော်အဲ့ဒါမကျေနပ်ချက်နဲ့ရွာကိုပေါ့နော်အဲ့တော့မကျေနပ်ချက်နဲ့ရွာကိုသူတို့ကပိုက်စိတ်တိုက်ပေါ့နော်ဟိုလင်းလုံနေအဲ့နာမှာရှိရရွာနီးချုပ်ဆက်3ရွာပေါ့အဲ့3ရွာကိုလည်းဖမ်းဆီးရည်တွေနော်ဖမ်းဆီးရည်တွေမတရားဖမ်းတယ်ပေါ့နော်အဲ့တော့တညောင်ဘက်ကလူက15ဦးလောက်ဖမ်းခံထားရတယ်ကံကြီးရွာနောက်မြောက်ဘက်ကနားကနေပေါ့ကြောက်တော့နောက်15ဦးလောက်ဖမ်းခံထားရတယ်ကံကြီးရွာနောက်မြောက်ဘက်နားကကြောက်တလုံးမွေဝေးစခန်းမှာထားတယ်နော်မွေဝေးစခန်းမှာထားတယ်လို့သိရတယ်တညောင်ကကိုမျိုးတန်းတို့အဲ့15ယောက်တည်းကကိုမျိုးတန်းတို့လင်မယားဟိုတော့တပ်ပလိုက်ပြီလို့ကြားပါတယ်ပေါ့နော်နောက်အဲ့တညောင်တိုက်နယ်မြေနုချင်းရွာမှာရှိတဲ့နော်တော့အဲ့လိုမျိုးပေါ့နော်နောက်သူတို့ကဆက်ကြီးရလဲသူတို့ကတိန်ကအဲ့တောင်ပိုင်းကလူတွေကဆိုရင်တောင်ပိုင်းကလူတွေကဆိုတနေ့ကိုထမင်းနဲ့ပို့ရတယ်နောက်ကြီးစံဘိုးဟိုလေးမော့ဆက်ကြီးကတအိမ်တော်1000ပေးရတယ်ကြီးစံဘိုးက9000 1000ဝယ်ပေးရတယ်နော်မီတာကတော့အဲ့မှာလာပြီးကောက်တယ်နော် PDF ရမုံကိုဆိုမီးကလည်းရနေတယ်တော့အဲ့ဒါဟိုဒါအများကြီးပဲကျွန်တော်ကြီးပို့ထားတာကျွန်တော်အများကြီးဒီရွာရဲ့ဖြစ်စဉ်အသေးစိတ်ကိုကျွန်တော်ပို့ပေးထားတယ်ပေါ့နော်အဲ့နေမှာဖြစ်နေတဲ့လူအဲ့ဒီအချမ်းဘက်ကောင်းဆောင်ကဘယ်သူတော့ဘယ်သူတွေကထောက်ဖို့လို့အဲ့မှာတက်မတော်စစ်ကြောင်းကမလာဘူးလားလို့ကျွန်တော်မေးလိုက်တဲ့ကောင်က2002ခုနှစ်က2022ခုနှစ်ပေါ့2020 2022ခုနှစ်2ခုနှစ်ကတစ်ခါလာတယ်2026